ငါကက်ကဒါလေးကတော့ချက်ကငပိချက်ဒါလေးကတော့ပဲပင်ပေါက်ဒါကတော့ကကဲချင်းဒါကတော့ကေကြီးစားရချင်းဒါကတော့ခင်းကြီးမဲဒါကတော့ကစွန်ရွက်ကကြတော့ခဏကိုလည်းအစီကြတယ်ပြီးတော့အစိတ်ကောက်လည်းကင်းတယ်ဒါကတော့ကေကြီးမဲလေးပါဗျာဒီစားကြပါဗျာငပိချက်ကိုပြလေးပေါ့နော်ချက်ကငပိချက်ကိုငပိလေးနဲ့ချက်ကျွန်တော်တို့အရာဒီတိုင်းကားလေးဆိုရင်ရင်းချက်ဟုတ်ပြီနေရကောင်းဟုတ်ကဲ့ပဲပင်ပါတော့မကြည့်မှာအဲ့ခရင်ချင်းကြီးโอ้ชูอ่ะကောင်းပြီတော့ကစွန်ရပေါ့နော်အလဲဆက်ဆက်ကစွန်ရကကြတော့အစီရကြတော့အစိတ်ကောက်လည်းกินဟုတ်ပြီပြီဝင်လာတယ်ဟုတ်ကြအော်တနည်းကြီးစိန်ကူတော့ပို့ကြတယ်